မင်္ဂလာပါခင်ဗျာဒီနေ့ကတော့1389ခုနှစ်မြန်မာမဟာသကြံရဲ့အကျိုးအနေလေးပါကျွန်တော်တို့16လမ်းမိသားစုရဲ့စူပေါင်းလူစင်းခောက်ဆွဲအလှလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အလှမှာပါဝင်လှူဒန်းကြတဲ့အလှရှင်များအားလုံးလည်းဒီတစ်ပတ်မကလှူဒန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ကတော့သကြံအကျိုးအနေလေးမှာကျွန်တော်တို့လူစင်းခောက်ဆွဲတဲ့အာဟာရဌာနကျွန်တော်တို့လှူဒန်းခြင်းဖြစ်ပါတယ်ခင်ဗျာလမ်းမိသားစုအလူရှင်တေဦးတယောက်ချင်းဒီတိုင်းနဲ့ဒီတမကလှူဒန်းနိုင်ပါစေယနေ့မှစ၍ကျမ်းမာချမ်းသာပြီးတော့စီးပွားဥစ္စာဒီရေလာတိုးတက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးလည်းဒီလိုကြည့်ကြပါဦးကျွန်တော်လည်းဒီပါမယ်ဆက်ဆက်ဆက်ဒီကနေ့ကြပါစေလို့ကျွန်တော်အားထားပါတယ်ဒီကောင်းပြအပ်ပါတယ်အားလုံးကိုကြည့်ကြပါဦး妹妹，我那个他们上嘛，我，把你压比多少，你那单一点多少？